ကတော့အရင်တိတာပါတကယ်လို့တိတာပါဘာနဲ့မှနိုင်ရှင်းလို့မရသမင်းလုံးနဲ့ရှာရင်တော့သမင်းလုံးကိုသုံးသွားလိမ့်မယ်တကယ်တိတ်ပါအခုဒါလာစားတွေထောက်ရင်အိမ်ပြန်လာတာလည်းမိဘကိုတိတာဟိုလာစားထုတ်ပြီးတာလည်းပြန်လာတိတာဟိုလက်နှစ်ဖက်နဲ့ကန်ပြီးတော့ကြော့ပြီးမှမိဘတွေပြအပ်တယ်ဟုတ်အရင်ကုန်သွားကျွန်တော်အခုလို e-sport player ဖြစ်လာတယ်ဆိုတာလည်းအိမ်ကအဖေရဲ့မေရဲ့ပြီးရင်ကျွန်တော်အကိုရဲ့အကြောင်းပေါ့နော်ကျွန်တော်အဖေနဲ့မေနဲ့ကတော့ကျွန်တော်အနောက်မှာထမင်းဆိုင်ဖွင့်ပြီးတော့ကျွန်တော်ကို support ပေးတယ်ပေါ့လူရတော်တော်များများပလက်ဆိုင်ဆိုတော့တော်တော်များများသိကြတယ်အဲကြောင့်ရောင်းပို့ရောင်းရတာပေါ့လေဒါရဲ့အချိန်မှာကြောင့်ချို့ကလည်းဟိုပလင်းအိမ်မသိဘူးပလင်းအိမ်မှမသိဘူးပလင်းဖန်နေအောင်မေးလို့တဲ့ပုံလေးချိတ်တာတော့လေအိမ်ရတဲ့အဖိုးကြီးဖိုင်းနှစ်ယောက်တည်းနေပြီးတော့တဲ့ဟိုဂိမ်းနေပဲတဲ့ချိတ်ထားတယ်တဲ့ပြီးတော့လည်းတဲ့အဖိုးကြီးကလည်းဂိမ်းမဲထိုင်ကြည့်နေရတဲ့သူကသူ့သားပွဲတွေကိုလေနှေတိုင်းကြည့်တာကျွန်တော်အနေနဲ့ပုံမှန်ဆိုရင်လည်းကျွန်တော်ရတဲ့ salary နဲ့အယုံအများတန်းကြောဖြစ်တယ်ပေါ့အခုဒီ EWC မသွားခင်လည်းကျွန်တော်သွားကြတော့မယ်ဒီကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်အရာမိဘတွေရဲ့ဆူတောင်းတဲ့မေတ္တာတွေကျွန်တော်တို့ခွန်အားဖြစ်စေရလို့ကျွန်တော်ယုံကြည်ထားလို့ပါဟုတ်ပြီဒီအိမ်လိုက်တယ်โอเคဒီလေးအဲ့ဒါလိုက်တယ်သမင်းလိုက်တာတိုင်းလိုက်အဲ့ဒါပြလာโอเคအဲ့ဒါအန်တီလေးရသက်စားလိုက်မိဘကတော့အရင်တိတာပါတကယ်လို့တိတာပါဘာနဲ့မှနိုင်ရှင်းလို့မရသမင်းလုံးနဲ့ရှာရင်တော့သမင်းလုံးကိုသုံးသွားလိမ့်မယ်တကယ်တိတ်ပါအခုဒါလာစားတွေထောက်ရင်အိမ်ပြန်လာတာလည်းမိဘကိုတိတာဟိုလာစားထုတ်ပြီးတာလည်းပြန်လာတိတာဟိုလက်နှစ်ဖက်နဲ့ကန်ပြီးတော့ကြော့ပြီးမှမိဘတွေပြအပ်တယ်ဟုတ်အရင်ကုန်သွားလူရတော်တော်များများပလက်ဆိုင်ဆိုတော့တော်တော်များများသိကြတယ်အဲကြောင့်ရောင်းပို့ရောင်းရတာပေါ့လေဒါရဲ့အချိန်မှာကြောင့်ချို့ကလည်းဟိုပလင်းအိမ်မသိဘူးပလင်းအိမ်မှမသိဘူးပလင်းဖန်နေအောင်မေးလို့တဲ့ပုံလေးချိတ်တာတော့လေအိမ်ရတဲ့အဖိုးကြီးဖိုင်းနှစ်ယောက်တည်းနေပြီးတော့တဲ့ဟိုဂိမ်းနေပဲတဲ့ချိတ်ထားတယ်တဲ့ပြီးတော့လည်းတဲ့အဖိုးကြီးကလည်းဂိမ်းမဲထိုင်ကြည့်နေရတဲ့သူကသူ့သားပွဲတွေကိုလေနှေတိုင်းကြည့်တာအဲ့ဒါတော့ကျတော့ဟိုတူမတွေကပြောအဲ့ဒါလည်းဘယ်ရတာဘလင်းဖန်မှလည်းဘလင်းအဖေနဲ့အမေတဲ့ပြောမှာအဲ့ဒါကြမှာသိတယ်ကျွန်တော်အခုလို e-sport player ဖြစ်လာတယ်ဆိုတာလည်းအိမ်ကအဖေရဲ့မေရဲ့ပြီးရင်ကျွန်တော်အကိုရဲ့အကြောင်းပေါ့နော်ကျွန်တော်အဖေနဲ့မေနဲ့ကတော့ကျွန်တော်အနောက်မှာထမင်းဆိုင်ဖွင့်ပြီးတော့ကျွန်တော်ကို support ပေးတယ်ပေါ့အဲဒီကမှကျွန်တော်အဖေကတော့ကျွန်တော်ဒီနောက်ပိုင်းပွဲတွေကိုကြည့်ပြီးတော့ဘယ်တင်ကဘယ်သူကဘယ်လိုကျန်းတယ်ပြီးရင်အဲ့လိုစေးစောဆိုပြီးတော့အများနဲ့ပြောရပေါ့သူတို့ကမရှိရင်ကျွန်တော်အခုလိုဖြစ်လာမှာမဟုတ်ပါဒီနေ့ပိတ်ရလေးဖြစ်နေပြီးတော့လင်းကအားရင်လိုက်ခဲ့ပေါ့ထွန်းလိုက်စားအားနေတော့အဲ့ဒီလာစားရနေဆိုလိုက်လာရတာလင်းကဟိုအောက်ကိန်းပိုင်းမှာကျွန်တော်နဲ့ညီကိုနေရပါဗျာခင်မစားနေဒါပေမဲ့အင်ကိန်းရောက်သွားရင်တော့သူကလောကတင်းနေကပတိန်ကောင်တယောက်ပြီးတာကျွန်တော်ပြနေတော့မှအဲ့လိုမျိုးမပြဘူးစိတ်အေးထားပြီးတော့ဆိုတိကျပြောတယ်ကျွန်တော်တို့တော့ကပတိန်ကောင်တယောက်ပါမတရားရဆိုအန်တီကကျွန်တော်တို့အများနဲ့ဗျာအဲ့လိုကန့်ကိုပလင်းပြန်လာရင်အဲ့လိုဟင်းနေအများနဲ့ထည့်ထည့်ပြီးဗျာအခုအိမ်လာတော့လေကျွန်တော်တို့ဟိုဟာသူတို့တားရင်လိုမျိုး view ဆိုင်ပြီးတော့အဲ့လိုအများချက်ကျွေးရဗျာသူကျွန်တော်တို့စားနေတဲ့ဟာတွေအခုလည်းချက်ကျွေးရဆိုတော့အဲ့လိုနှွေးထွေးရလို့ခံစားရပါတယ်အတင်းနေတယ်ပေါ့လေအဆင်ပြေအောင်လဲပေါ့လေတင်းမိတ်တင်တယောက်နဲ့တယောက်ဟာပေါ့လေစီစိုးစိတ်ကောင်းမရှိနဲ့ပေါ့လေရှိခဲ့ရင်လည်းဒါဟောပေါ့လေလီဒါအနေနဲ့ပေါ့လေအားလုံးအဆင်ပြေအောင်ပေါ့လေညှိနှိုင်းပြီးပေါ့အဲ့ဒါမျိုးပြောပြပါတယ်တဲ့ဒ
professional player မှာကျတော့အဓိကအဲ physical နဲ့ mental ကိုအဓိကထားပြီးတော့ပို့ပြီး train ရတယ်ကျွန်တော်တို့ဆိုပြီးသူတို့ရဲ့ဝါသနာပါတဲ့ຢာတွေကိုဆွန့်လွတ်ပြီးတော့ဒီ game တစ်ခုလည်း all in တယ်ပေါ့နော်ကျွန်တော်ထင်အဲ့လိုပဲထင်ပါတယ်ပြိုင်ပွဲတွေတွင်းမှာတော့ play ရလို့ကျွန်တော်ရှုံးနေတော့မှအားလုံး AC အကောင်းဆုံးလုပ်နိုင်တယ်ပြီးရင်သူအဲ့လိုအချင်းချင်းအဲ့လို mental support ပေးတာတွေအကုန်မျိုးစုံလုပ်ပေးရအောင်အဲ့တော့ကျွန်တော် player တွေရော coach တွေရောစိတ်သက်ခွန်အားရအောင်တင်းအတွက်ဆိုရင်တော့အဲ့လိုအစာပိုင်းမှာတော့နည်းနည်းခက်ခဲမှုတော့ရှိတယ်ပေါ့ဘာလို့လဲဆိုတော့အဲ့လိုတယောက်တနေရာစီလားစုရတူတွေလည်းဖြစ်တယ်အဲ့အတွက်နည်းနည်းခက်ခဲမှုတော့ရှိတယ်နောက်ပိုင်းမှာတော့ဖြည်းဖြည်းနဲ့ဘယ်သူကဘယ်လိုကြိုက်တယ်လဲဆိုတာသိပြီးတော့ဖြည်းဖြည်းချင်းညှိပြီးတော့အဆင်ပြေသွားတယ်ပေါ့နော်အဲ့လိုသူ့အဲ့လိုဖြစ်မယ်ဆိုတာမထင်ဘူးမနေ့ကတော့မှပဲပြောပြနေသေးတယ်ဒီကလေးအားလို့ဘေးကတူမတွေကပြောနေတယ်လို့နိုင်ငံခြားသွားမယ်တွေးဟိုဇာတာများပါလားမသိဘူးပေါ့ခဏခဏသွားနေရတယ်ပေါ့ကိုလေးတောင်ဒီလိုမျိုးမမှန်ရဘူးပေါ့နော်တခါမှမမှန်ဘူးလို့လည်းပြောပြနေသေးတယ်ဟော international stage မှာတော့ပြန်ပွဲမှာပေါ့လေM7 တဲ့တော့ပို့ပြီးတော့လုတ်ပြနိုင်မယ်လို့ထင်တာပဲ1 to 40တော့အဲ့ဆိုချန်ပီယံပေါ့ဟုတ်ကဲ့ဘုရားကုံတရားကုံတန်ခါကုံမိကုံဖားကုံတွေရဲ့ဆရာသမားတွေရဲ့ဂုံကျေးဇူးတော်တွေကြောင့်ဒါလေးကအေးသေးသေးလေးစော့ကစားပြီးဘိုးပထမဆုယူစုခူပြီးပြန်လာပါစေကြီးပဲဒီမှာကတော့အမြဲတမ်းဘုရားရှိခိုးတိုင်းဘုရားဆွမ်းတော်ကတ်တိုင်းမနေ့တစ်ခါညတစ်ခါအမြဲဆုတောင်းပေးကျွန်တော်ကောင်းလို့ပြင်ထားပါတယ်ကျွန်တော်ကမ္ဘာ့စင်မြင့်ပေါ်မှာမြန်မာနိုင်ငံအလားလက်ထူနိုင်မှုအတွက်ဒီကိုစိတ်လှုပ်ရှားနေပါတယ်ကမ္ဘာ့စင်မြင့်ထက်မှာတမိုင်းစိုက်ထူဖို့အတွက်ကျွန်တော် player ရော coach ရောမကြီးတင်သားရော ready ဖြစ်နေပါပြီကျွန်တော်တို့အသင်းအနေနဲ့ကမ္ဘာ့စင်မြင့်ထက်မှာမြန်မာဆိုတာဘာလဲဆိုတော့တတိပြဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီအဲ့အတွက်ကျွန်တော်တို့အနေနဲ့လည်းအများကြီးပြင်ဆင်လာတယ်အကောင်းဆုံးကြိုးစားတော့မလို့ကျွန်တော်တို့လည်းဆက်လက်အားပေးပါလို့ပြောချင်ပါတယ်